ဒါကြောင့်မလို့ဒါကြက်အဖမ်းခံရပြီးနင့်အဖေဆေးရုံတက်ရတာပေါ့အခုတော့နင်ပဲထောင်ချပြီးပတ်စံပြန်ဆက်ရတော့မယ်သူ့ကိုဓာတ်ဆခံလုပ်ပြီးတွန်းထုတ်ခဲ့တဲ့အရက်ဆက်ဆုံးမိခင်ဖြစ်သူကိုကြည့်ပြီးလူလူရန်တယောက်ယူသွတ်တယ်လို့တဟားဟာရေမောလိုက်ပါတော့တယ်ဆေးရုံကရင်ပေါ်ကရောက်ခမဖြစ်သူလူချမ်းကတော့တကိုယ်လုံးတုံပြီးတတိလက်မိမျောသွားခဲ့ပါပြီးဆရာဝန်တွေအမြန်ပြေးဝင်လာပြီးသူတို့နှစ်ယောက်ကိုအတင်းဆွဲခွဲလိုက်ရပါတယ်အားလုံးငြိမ်ငြိမ်နေကြစမ်းမင်းဟာအတိုင်းအဆမရှိတဲ့ရွှေပြောင်းပိုင်ဆိုင်မှုတွေနဲ့တမင်နာကျင်အောင်လှုပ်ဆောင်မှုတွေမှာပါဝင်ပတ်သက်နေလို့အခုဥပဒေအရဖမ်းဆီးထိန်းသိမ်းလိုက်ပြီးဟင်းအင်းမလုပ်ပါနဲ့ဒါတွေအကုန်လုံးဝန်ချွေဟွာကကျမကိုအတင်းကျပ်ခိုင်းခဲ့တာပါသူကပဲပတ်စံတွေကိုဒါကြန့်စီလွှဲခိုင်းခဲ့တာသူ့ကိုပဲဖမ်းကြပါနေလိုတရိษံထမ်းမိုက်တဲ့သမီးမိခင်အရင်ကောင်းကိုတော့ညှစ်သက်ချင်နေတာပဲရဲဘော်တို့ပတ်စံတွေအကုန်လုံးကသူ့မောင်လေးရဲ့ကတ်ထဲမှာရှိတာပါကျမနဲ့ဘာမှမဆိုင်ဘူးသူ့ကိုပဲဖမ်းသွားကြပါအင်းချင်းနဲ့တစ္ဆာဖောက်မှုဟာဟာတကယ်ကိုအမေနဲ့သမီးပြိုင်တူရရမယ်ပြစကောင်းတစ်ခုပဲကျူအားချုံနင်းနောက်ဆုံးတော့ငါစီလာကြည့်ပြီးပေါ့နင်းငါ့ကိုခွင့်လွတ်တဲ့စာချုပ်လာလက်မှတ်ထိုးပေးတာမဟုတ်လားနင်းလက်မှတ်ထိုးပေးရင်ငါအပြင်ကိုထွက်လို့ရပြီဟာဟာခွင့်လွတ်တဲ့စာချုပ်ဟုတ်လားနင်းတိတ်ဆိတ်ကူးရင်မနေနဲ့ငါကနင်းအတွက်လက်ဆောင်အကြီးကြီးတစ်ခုလာပေးတာဒါကဘာလဲဒါကနင်းရဲ့ညီကောင်းလေးပေးထားတဲ့ဖြောင်းချက်လေးသူကတော့ထောင်တန်းရှုပ်ဖို့အတွက်နင်းကိုအကုန်လုံးအောပုံရောင်းစားသွားခဲ့ပြီမဖြစ်နိုင်တာဒါကြံကငါ့ကိုအဲ့လိုမျိုးမလုပ်တော့ပါဘူးငါကသူ့ရဲ့အမအရင်ကြီးလေသူကတော့ပိုင်ဆိုင်မှုတွေရွှေ့ပြောင်းမှုအဓိကကျိုးကင်သူကနင်ပဲတဲ့နင်ကိုယ်တိုင်ပဲတုံးဆွဲမှုမှတ်တမ်းတူတွေလုပ်နည်းကိုတင်ပေးပြီးအဲ့ဒီကျပ်ငွေ14,800,000ကိုသူ့အကောင့်ထဲခိုးသွင်းခိုင်းခဲ့တာလို့ပြောတယ်ဒါကြက်ဒီကက်ထဲမှာ3,000ရှိတဲ့နင်ခဲအုပ်ဖြစ်တဲ့အဲ့ဒီလူဦးတူကနေတိုင်းအချိန်ပိုဆင်းနေတာစည်ရင်တွေဘယ်တော့မှမစစ်ဘူးနင်ပဲယူ3လိုက်ငါအိတ်တွေအဝတ်စားတွေဝယ်တယ်လို့ပဲပြောလိုက်မယ်သူဘယ်တော့မှရိပ်မိမှာမဟုတ်ဘူးလူလူရန်တယောက်ဒေါသတွေတုံပြီးလက်နှစ်ဖက်နဲ့တန်တိုင်းတွေကိုအတင်းရိုက်ခတ်ပါတော့တယ်ဒါကြက်နေလိုကြီးစွတ်တက်တဲ့ကောင်ဆုံးကနင့်အတွက်နဲ့အိုးပြစ်အိမ်ပြစ်ဖြစ်ခဲ့ရတာကိုနင်ကငါ့ကိုဒုက္ခပေးတယ်ပေါ့နင့်ကိုငါတတ်ပြစ်မယ်တော်ဆန်းမအော်နဲ့တော့နင်မကြားချင်တဲ့သတင်းဆိုးတစ်ခုရှိသေးတယ်ကြားချင်လားဘာသတင်းဆိုးလဲနင့်အဖေကဒေါသတွေပောက်ကွဲပြီးအရေးပေါ်ကယ်ဆယ်ပေးမဲ့မမီတော့ပဲမနေ့ညကဆုံးသွားပြီးနင့်အမေကတော့အတိုးကြီးပေးရမယ့်ကြွေးမိတွေရန်ကလွတ်အောင်အိမ်ကိုညတွင်ချင်းရောင်းပြီးပတ်စံတွေနဲ့ထွက်ပြေးသွားပြီးငါအဖေသေးပြီငါအမေကထွက်ပြေးပြီးဟုတ်လားနင်းနှလုံးသားတွေတွေးစိတ်ရှည်ရှည်ထွက်ပြီးထောက်ပံ့ပေးခဲ့တဲ့မိဘအိမ်ကတော့နင်းသုံးမဝင်တော့တဲ့စက္ကန့်ပိုင်းတွင်မှတင်နင်းကိုအမိုက်တစ်ခုလိုလွှင့်ပစ်လိုက်ပြီးလူလူရန်ဒါဟာနင်းကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းပဲဘလို့ဖြစ်လို့အခုလိုဖြစ်သွားရတာလဲအကုန်ဆုံးပြီအကုန်လုံးဆုံးရှုံးသွားပြီးငါဘာအတွက်နဲ့ဒီလိုတွေလုပ်ခဲ့မိတာလဲနင်းရဲ့အတ္တကြီးမှုနင်းရဲ့လောဘစောနဲ့နင်းရဲ့မိုင်မဲမှုတွေကြောင့်ပေါ့ဒီကျွေးမီ14,800,000ကိုတရားရုံးကနေအတင်းအကျပ်သိမ်းဆည်းဖို့ငါလျှောက်ထားမယ်နင်းတစ်သက်လုံးအဲ့ဒီရွှွနုံထဲမှာပဲပုတ်ပွားသွားလိုက်တော့တလားကြပြီးနောက်တရားရုံးကကျွန်တော်နဲ့လူလူရန်ကိုကွာရှင်းပြတ်ဆဲခွင့်ပေးလိုက်ပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်ဟာရှန်ဟိုင်းကကုမ္ပဏီခွဲရဲ့တာဝန်ခံဖြစ်ယာဒူးတိုးမြင့်ခံရပြီးအလုပ်ပြောင်းရွှေ့ဖို့ပြင်ဆင်ခဲ့ပါတယ်ကပ္ပကောင်တွေကိုရှင်းလင်းပြီးမှုပို့ပြီးကျေပြန့်တဲ့ကပ္ပကြီးစီသွားရတော့မှာပေါ့ရှန်ဟိုင်းကငွေမဲစရင်ကျွန်တော်ကတော့လူလူရန်တို့မိသားစုနဲ့ဘာမှမပတ်သက်တော့ဘူးလို့ထင်ခဲ့တာဒါပေမဲ့အဲ့ဒီနေ့မှာကုမ္ပဏီခွဲရဲ့တာဝန်ခံလီကျန့်ကော်ရဲ့စရင်တူတစ်ခုကိုစစ်ဆေးနေရင်းနဲ့ကျွမ်းဝင်နေတဲ့နာမည်တစ်ခုကိုတွေးလိုက်ရတယ်အဲ့ဒါကတော့ဝမ်ချွေဟွာပါပဲသူကဘလို့ဖြစ်လို့ရှန်ဟိုင်းကုမ္ပဏီခွဲရဲ့ငွေမဲစရင်နဲ့ပတ်သက်နေရတာလဲရောင်ကြားမင်းတို့ရှန်ဟိုင်းကုမ္ပဏီခွဲရဲ့ဒုဥက္ကဋ္ဌလီကအပြင်ပစ္စည်းဝယ်ယူရေးပိုင်းကိုတာဝန်ယူထားတာမဟုတ်လားငါမှဒီအလုပ်လုပ်နေတဲ့ဆွေမျိုးတယောက်ရှိတယ်လေမိတ်ဆက်ပေးလို့ရမလားအခုမှပဲအကုန်လုံးဆက်ဆက်သွားတော့တယ်လူလူရန်ကဂျားတဲ့ကနေကျုပ်ကင်ပေးပြီးသူမိဘတွေနဲ့လီကျန့်ကောကိုပူးပေါင်းစေခဲ့တာပဲအတွင်းလူနဲ့အပြင်လူပေါင်းပြီးကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကိုခိုးထုတ်ခဲ့ကြတာလီကျန့်ကောဝမ်ချွေဟွာမင်းတို့ရဲ့ဒီရှုံလုံပုတ်ကြီးကိုဒီနေ့ငါအကုန်လုံးအချောက်လန်းဖြစ်မယ်နောက်တနေ့မှာလီကျန့်ကောနဲ့အပေါင်းပါတွေကအစည်းအဝေးခန်းထဲဝင်လာပြီးဇရိတ်တောင်းခံလွှာတွေကိုစပွဲပေါ်ရိုက်ချလိုက်ကကျွန်တော်ကိုမကြည်မနှက်စိုက်ကြည့်လာကြတယ်ဥက္ကဋ္ဌကျူဒီစရင်တွေကိုသာထပ်ပြီးဖိထားမယ်ဆိုရင်အောက်ကညီကိုတွေအလုပ်လုပ်ကြတော့မှာမဟုတ်ဘူးဒီဖောက်တဲ့ကြီးနှစ်ယောက်သာဆုံးရှုံးသွားရင်ဒီတာဝန်ကိုမင်းယူနိုင်ပါမလားဟုတ်ပါတယ်ဥက္ကဋ္ဌကျူရဲ့ယာလူအသေးရချင်းအစွမ်းပြချင်တာဟုတ်ပေမဲ့ကိုညီကိုတွေရဲ့ထမင်းအိုးကိုတော့လာမခွဲပါနဲ့ဒုဥက္ကဋ္ဌလီကငါ့ကိုအကြက်ကင်နေတာပေါ့ဥက္ကဋ္ဌကျူကလည်းငါကကုမ္ပဏီရဲ့အကျိုးအမြတ်အတွက်စဉ်းစားပေးတာပါမင်းသာလက်မှတ်မထိုးပေးရင်ညီကိုတွေအကုန်လုံးအလုပ်ပိတ်ပြီးအိမ်ပြန်လာကြရတော့မှာကျွန်တော်အသားအရပြုံးလိုက်ပြီးစပွဲပေါ်ကဖိုင်ထဲကနေစာရွက်တရွက်ထုတ်ကလီကျန့်ကော်ရဲ့ရှေ့ကိုဖြစ်ပေးလိုက်တယ်ဒုဥက္ကဋ္ဌလီပြောတဲ့ဖောက်တယ်တွေကိုထိမ့်သိမ့်နေဆိုတာချွေဟွာစီးပွားရေးဆွေးနွေးမှုကဆိုတဲ့ကုမ္ပဏီတူတဲ့ကိုပတ်စံ3,000လွှဲပေးလိုက်တာကိုပြောတာလားဒါကငါတို့ရဲ့ရေရှည်ပူးပေါင်းဆောင်ရွက်နေတဲ့အပြင်အဖွဲ့အစည်းလေးဈေးကွက်လိလာရေးအတွက်တည်တံ့တာဝန်ယူထားတာစာရွက်စာတမ်းတွေအကုန်ပြည့်စုံရှိတယ်တရားဝင်ပဲမင်းဒီမှာလာပြီးရှောက်မဆွဆွဲနဲ့ဟာတရားဝင်နဲ့ဟုတ်လားပြောဆိုနဲ့ပဲကျွန်တော်ကထူထဲလာတဲ့စည်ရင်းမှတ်တမ်းတွေနဲ့ကုမ္ပဏီပိုင်ရှင်ရဲ့အချက်လက်တွေကိုလီကျန့်ကော်ရဲ့မျက်နှာစီတိုက်ရိုက်လွှင့်ပစ်လိုက်ပါတယ်
ကုမ္ပဏီရဲ့မှတ်ပုံတင်ထားတဲ့လိပ်စာကစွန့်ပစ်ထားတဲ့ကားပြင်ဝက်ရှော့တစ်ခု3နှစ်အတွင်းမှာမင်းကအကြောင်းပြချက်မျိုးမျိုးနဲ့ဒီအကောင့်ထဲကိုပတ်စံ9တန်းတိတိလွှဲခဲ့တယ်အဲ့ဒါကိုမင်းကဈေးကွက်လေးလာရေးလို့ခေါ်တာလားမဖြစ်နိုင်တာမင်းဒါတွေကိုဘယ်လိုလုပ်စစ်ဆေးတွေ့ရှိတာလဲစရင်တွေကိုအချောတက်ညှိထားတယ်လို့ထင်နေတာလားနေကအဖွားကြီးတယောက်ကိုအမိခံပိုင်ရှင်လောက်ခိုင်းပြီးစာချုပ်အတုတွေနဲ့မျက်ကွယ်ပြုလို့ရမယ်ထင်နေတာလားငါကဘာလုံးနဲ့အသက်မွေးခဲ့တာလဲဆိုတာမင်းမေ့သွားပြီထင်တယ်မင်းတို့ကွန်ပျူတာနောက်ွယ်မှာခြံထားခဲ့တဲ့ကုတ်တစ်ခုချင်းစီကငါမျက်စိထဲမှာတော့ကိုလုံးတိဖြစ်နေတယ်လို့ပဲသူဥက္ကဋ္ဌလီဒါငွေခွာချတာကထောင်ချနိုင်တယ်နော်ဒီကိစ္စမှာကျွန်တော်မပါဝင်ဘူးကျူအားချုံမင်းသိပ်ပြီးဘဝင်မြင့်မနေနဲ့ငါဒီကုမ္ပဏီခွဲမှာလှုပ်လာတာငါနှစ်ရှိပြီးအခြေခံအုတ်မြစ်ကခိုင်မာပြီးသားမင်းငါ့ကိုထီးရဲရင်စမ်းကြည့်လိုက်မင်းဒီအဆောက်အုံတွေကနေအကောင့်အတိုင်းထွက်မသွားနိုင်စေရဘူးလုံခြုံရေးတွေဘယ်ရောက်ကုန်လဲအော်ဆန်းကြိုက်တလောက်အော်ငါအထောက်ထားတွေကိုကုမ္ပဏီအုပ်စုကြီးရဲ့စစ်ဆေးရေးဌာနနဲ့စီးပွားရေးမှုခင်းအဖွဲ့အစည်းတပြိုင်တည်းပို့ထားပြီးမင်းအခုစဉ်းစားရမှာကရှေ့နေကောင်းတယောက်ရှာဖို့ပဲဒီအချိန်မှာအစည်းအဝေးကန်တကားကအပြင်ကနေကြမ်းတမ်းစွာတုံးဖွင့်ခြင်းခံလိုက်ရတယ်အိုလိုဒုဥက္ကဋ္ဌလီရဲ့ဟင်းကျမရဲ့အမျက်ဝေစုကိုဘာလို့အခုထိမလွှဲပေးသေးတာလဲကျမရှန်ဟိုင်းကကျဲငါးပွင့်ဟိုတယ်မှာနေရတာတိတ်ကုန်တာပဲဟာဝန်ချွေခွာစောလာတာထက်ကွက်တိလာတာကပိုကောင်းတာပေါ့ဒုဥက္ကဋ္ဌလီကျမသမီးလဲထောင်ထဲရောက်သွားပြီးယောက်ျားလဲတေးပြီးအခုကျမမှာဒီပတ်စံကိုပဲအိုစာမင်းစာအတွက်အားကိုးရတော့မှမင်းကြွေးချံဖို့တော့မစင်းစားနဲ့အမြန်ဆုံးဒီလအတွက်တန်းကိုအရင်ရှင်းပေးခဲ့မင်းပါစက်ပိတ်ပြီးအပြင်ကိုထွက်သွားစမ်းဟဲ့လီဆိုတဲ့လူမင်းကမျက်နှာပြောင်တိုက်ပြီးအတိအမှတ်မပြုချင်ဘူးပေါ့အုံးကလေးကသာကျမသမီးကအဲ့ဒီကျူအားချုံဆိုတဲ့လူအတူရဲ့ကုမ္ပဏီချက်လက်တွေကိုမင်းစီမပေးခဲ့ရင်မင်းဒီလိုငွေမဲတွေအများကြီးရှာနိုင်ပါမလားအမေမတွေ့ရတာကြားပြီးတော့အမေကရှန်ဟိုင်းမှာလာပြီးစီးစိမ်ခံနေတာကိုဝန်ချွေဟွာရဲ့မျက်နှာကဘဝင်မြင့်မှုတွေချက်ချင်းအိတ်ခဲသွားပြီးလက်ထဲကနေကာမျက်မှန်လဲကျမ်းပြင်ပေါ်ကျသွားခဲ့တယ်တရေမြင်လိုက်ရတယ်လို့မျိုးနောက်ကိုတရွတ်တိုက်ဆုတ်ခွာသွားတော့တယ်ကျူအားချုံနေလို့သုံးမကြတဲ့ကောင်ကဘာလို့ဒီမှာရှိနေတာလဲနေကနေမှာရှိနေရမှာမဟုတ်ဘူးလားဘာလဲငါ့ကိုမြင်တော့စိတ်ပြတ်သွားတာလားငါကအမေကိုစီးစိမ်ခံဖို့ခေါ်သွားပေးခြင်းလို့တီးတန့်ကိုရှန်ဟိုင်းကိုပြောင်းလာခဲ့တာလေအဲ့ဒါငါတကားမှဝင်မိတာငါနင့်ကိုမသိဘူးဝန်ချွေဟွာထွက်ပြေးဖို့ပြင်နေတာကိုမြင်တော့ကျွန်တော်ကအရင်ဆုံးအစည်းအဝေးခန်းတကားကိုတောက်ခတ်လိုက်တယ်ဝန်ချွေဟွာတယောက်တတိမထားမိပဲတကားချက်နဲ့အရှိန်ပြင်းတိုက်မိပြီးနှာခေါင်းကိုကင်ကာအော်ဟစ်ပါတော့တယ်ရောက်ခမရဲ့အသက်ဖိုးပတ်စံတွေကိုယူပြီးထွက်ပြေးတယ်အခုကျတော့ငါပိုင်တဲ့ထဲကိုလာပြီးငွေခွာချတဲ့အမျက်ဝေစုလာတောင်းနေတဲ့အမေရဲ့စိတ်ကူးကလေငါနဲ့မှရှိနေတော့ကလေးကကြားနေရတာကျွန်တော်တို့ရဲ့စကားပြောတွေကိုကြည့်ပြီးလီကျန့်ကိုကတော့အသက်ကယ်ကူပစ္စည်းကိုဖန်ဆွဲလိုက်နိုင်တယ်လို့မျိုးဖြစ်သွားတယ်ကောင်းပြီငါအကုန်နားလဲသွားပြီးဒါတွေအကုန်လုံးကအဆအဆုံးကျူအားချုံကိုယ်တိုင်ကပြခဲ့တဲ့တရုပ်ဆောင်မှုတွေပဲဒါတွေကတကယ်ပဲဥက္ကဋ္ဌကျူလုပ်ခဲ့တဲ့ထောင်ချောက်လားဟုတ်တယ်သူပဲကျမကတော့နေကအဖွားကြီးတယောက်ပါပတ်စံတွေအကုန်လုံးကျူအားချုံကပဲကျမကိုယူခိုင်းတာမင်းတို့သူ့ကိုပဲအမြန်ဖမ်းပြီးထောင်ချလိုက်ကြပါဟာကျွန်တော်ဒေါသမထွက်ပဲရေမောလိုက်ပြီးအိတ်ကက်ထဲကနေဖုန်းကိုထုတ်ကာဖွင့်လိုက်ပါတယ်အုံးကလေးကသာကျမသမီးကအဲ့ဒီကျူအားချုံဆိုတဲ့လူအတူရဲ့ကုမ္ပဏီချက်လက်တွေကိုမင်းစီမပေးခဲ့ရင်မင်းဒီလိုငွေမဲတွေအများကြီးရှာနိုင်ပါမလားဒီအဆောက်အုံရဲ့လုံခြုံရေးစနစ်ကိုငါကိုယ်တိုင်အစစ်မြင့်တင်ထားတာအစည်းအဝေးခန်းရဲ့အတန်ဖန်းယူမှုအာနိသင်ကိုဒုဥက္ကဋ္ဌလီကျင်းနေရဲ့လားဥက္ကဋ္ဌကျူကျွန်တော်မှားသွားပါတယ်ပတ်စံတွေအကုန်လုံးပြန်ထုတ်ပေးပါမယ်ကျွန်တော်ကိုတစ်ချိန်လောက်ခွင့်လွှတ်ပေးပါကျွန်တော်မှာအထက်မှာလူကြီးတွေအောက်မှာကလေးတွေရှိသေးလို့ပါမင်းကုမ္ပဏီပတ်စံတွေယူပြီးအပျော်ပါးတွေလုပ်နေတော့ကကြတော့ဘာလို့အိမ်ကလူတွေကိုထည့်မစင်းစားခဲ့တာလဲလီကျန့်ကောဝန်ချွေဟွာမင်းတို့ဟာအလွဲသုံးစားမှုငွေခွာချမှုနဲ့စီးပွားရေးလိမ်လည်မှုတွေမှာပါဝင်ပတ်သက်နေလို့အခုဥပဒေအရဖမ်းဆီးထိန်းသိမ်းလိုက်ပြီးခေါ်သွားကြအိုလိုဖျားရည်ကျမထောင်မကြချင်ဘူးငင်းနေစမ်းပြောစရာရှိတာရဲစခန်းရောက်မှပြောကျူအားချုံမင်းတိတ်ပြီးပြောမနေနဲ့အိုဒီနောက်ွယ်ကရေစီးချောင်းကမင်းကို10ချိန်မကနင်းမြုပ်စေနိုင်တယ်မင်းစောင့်နေလိုက်ငါစောင့်နေမယ်ကောင်းသွားပါမလိုက်ဖို့တော့ဘူးလီကျန့်ကိုရဲ့စကားကအလကားပြောခဲ့တာမဟုတ်ဘူးဗန္ဒာရေးဌာနကိုလမ်းကြောင်းတွေအကုန်လုံးဖွင့်ပေးထားနိုင်တယ်ဆိုရင်သူကကုမ္ပဏီအုပ်စုကြီးထဲမှာအားကိုးရမယ့်နောက်ခံလူရှိနေတာသိကြတယ်တကယ်ပဲမိနစ်အနည်းငယ်ကြာပြီးနောက်ကျွန်တော်ဇပွဲပေါ်ကအစစ်မြင့်ဖုန်းလိုင်းကနေအတန်တွေကျဲလောင်စွာထွက်ပေါ်လာတယ်ငါကကျူအားချုံပါဥက္ကဋ္ဌကျူယာရုအသေးရချင်းအစွမ်းပြတာတော်တော်လေးဟုန်နေတာပဲနော်ပိုးမွားတွေကိုရှင်းလင်းတာကငါရဲ့ပင်ကိုအလုပ်ပဲမင်းကဘာတူလဲငါကဘာတူလဲဆိုတာမအရေးကြီးဘူးအရေးကြီးတာကမင်းဒုက္ခရောက်တော့မယ်စေတနာနဲ့တတိပေးလိုက်မယ်အချုပ်ခန်းထဲကနင့်ရဲ့ဇနီးဟောင်းကိုတွားပြီးစစ်ဆေးကြည့်လိုက်သူဒီမနက်မှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့လူတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်အဲ့ဒီမိုင်မဲတဲ့မိန်းမကိုတုံးပြီးငါ့ကိုချင်းချောက်ချင်တာပေါ့မင်းအကွက်မှားသွားပြီးထင်တယ်
ပြောပြီးတာနဲ့ကျွန်တော်ဖုန်းချလိုက်တယ်ပြီးတော့ကွန်ပျူတာရှေ့မှာထိုင်ပြီးဤပညာတွေတုံးကအချုပ်ခန်းရဲ့လူတွေစည်းရင်းကိုစစ်ဆေးလိုက်တဲ့ကုမ္ပဏီအုပ်စုကြီးရဲ့ဒုဥက္ကဋ္ဌကြောက်ထိုက်သူကပဲလီကျန့်ကော်ရဲ့နောက်ွယ်ကထိမှုပေးထားတဲ့သူပေါ့လူမင်းကလေးမင်းသားအဲ့ဒီ9တန်းကကျူအားချုံရဲ့အမိတ်အရမင်းမိကသွားပြီးငွေခေါ်ဝါချပေးတာလို့အခိုင်အမာပြောမယ်ဆိုရင်မင်းထောင်ကြစရာမလိုတဲ့အပြင်ထောက်ပံ့ကြေးအမြောက်များပါရစေရမယ်လို့ငါအာမခံတယ်ကောင်းပြီကျူအားချုံကိုတည်စေနိုင်မယ်ဆိုရင်ကျမဘာမဆိုသဘောတူတယ်မိုးလွဲပိုင်းမှာကြောက်ထိုက်ကစစ်စေးသမားအနေငယ်ကိုခေါ်ပြီးကျွန်တော်ကိုဒေါသတကြီးလာလာစီပါတော့တယ်ဥက္ကဋ္ဌကျူမင်းယာဒူးတိုးတာအစွမ်းပြတာကကုမ္ပဏီအုပ်စုကြီးအထိတုံးလို့သွားစေတယ်နော်ဒုဥက္ကဋ္ဌကြောက်ဒီအထိလာတာကလီကျန့်ကိုအတွက်အလောင်းလာကောက်တာလားဒါမှမဟုတ်သူ့ရဲ့အီးဆုပ်တွေကိုလာရှင်းပေးတာလားကျူအားချုံတေခါနီးတောင်စကားနာထိုးနေတော့ပဲမင်းကဇနီးဟောင်းနဲ့ဝန်ချွေဟွာတို့နဲ့ပူးပေါင်းပြီးအပြင်ကုမ္ပဏီတွေကိုသုံးကငွေခေါ်ဝါချခဲ့တယ်အခုကိစ္စတွေပေါ်လာပြီဆိုတော့သူတစ်ပါးကိုလာပြီးပြန်ဆွဆွဲနေတယ်ပေါ့ကြောက်ထိုက်ရဲ့စကားဆုံးတာနဲ့ဘေးပတ်ဝန်းကျင်ကဝန်ထမ်းတွေအကုန်လုံးရုပ်ရုပ်တဲတဲဖြစ်သွားကြတယ်ဟင်းဒုဥက္ကဋ္ဌကြောက်ထမင်းကိုကြိုက်တယ်လို့စားနိုင်ပေမဲ့စကားကိုတော့ရှောက်မပြောနဲ့လီကျန့်ကုန်နဲ့ဝန်ချွေဟွာကိုဖမ်းဆီးသွားပြီးပြီတက်တီကအခိုင်မာပဲမင်းဒါကိုကြည့်လိုက်ဒါကနင်းရဲ့ဇနီးဟောင်းလူလူရန်အချုပ်ခန်းထဲမှာကိုယ်တိုင်ရေးထားတဲ့တိုင်ကြားစာနဲ့ဖြောင်းချက်သူအကုန်ဝန်ခံပြီးပြီမင်းကပဲနောက်ွယ်ကကြိုးကင်သူတဲ့ဖျားရည်ဒါတွေကတကယ်ပဲဥက္ကဋ္ဌကျူလုပ်ခဲ့တာလားကုမ္ပဏီအုပ်စုကြီးရဲ့ဒါရိုက်တာဖွဲ့ကအရေးပေါ်အကြောင်းကြားစာထုတ်ပြန်လိုက်ပြီးအခုချိန်ကစပြီးမင်းရဲ့ရှန်ဟိုင်းကုမ္ပဏီခွဲတာဝန်ခံရသူကိုရက်စဲလိုက်တဲ့စစ်ဆေးမှုကိုလက်ခံလိုက်ဟာကြောက်ထိုက်မင်းကခေါင်းထဲရေဝင်နေတဲ့မိမတယောက်ကိုတက်တေလုပ်ပြီးမင်းကိုမင်းအဲ့ဒီ9တန်းရဲ့တွင်းနဲ့ကြီးတဲ့ကနေရုံထွက်နိုင်မယ်ထင်နေတာလားမင်းဘာရီလျှောက်ပြောနေမှန်းငါမသိဘူးလူတက်တော်အကုန်ရှိတယ်မင်းညင်းလို့မရတော့ဘူးဒုဥက္ကဋ္ဌကြောက်ကလူအများရှိမှတိုက်ဆိုင်စစ်ဆေးရတာကြိုက်တယ်ဆိုမှတော့ငါတို့ကုမ္ပဏီကလူတွေအကုန်လုံးကိုအဲ့ဒီတက်တေဆိုတဲ့လူကဘယ်လိုလူလဲဆိုတာနားထောင်ခိုင်းလိုက်တာပေါ့ကျွန်တော်ဖုန်းကိုအဲ့ဂျိုခန်းကအတန်ချက်ဆက်စနစ်နဲ့ချိတ်ဆက်လိုက်ပြီးအတန်ဖိုင်တစ်ခုကိုဖွင့်လိုက်ပါတယ်လူမင်းကလေးမင်းသားဒီဖြောင်းချက်ပေါ်မှာလက်မှတ်ထိုးပြီးအဲ့ဒီ9တန်းကကျူအားချုံရဲ့အမိတ်ရသွားပြီးငွေခေါ်ဝါချတာလို့ပြောရင်လက်မှတ်ထိုးမယ်ကျူအားချုံကိုတည်စေနိုင်မယ်ဆိုရင်ကျမဘာမဆိုထိုးမယ်ချက်ချင်းပဲတကွင်းလုံးတိတ်ဆိတ်သွားပြီးဝန်ထမ်းတွေအကုန်လုံးမျက်လုံးအပြူသားနဲ့ကြောက်ထိုက်ကိုမယုံနိုင်တော့အောင်ကြည့်လိုက်ကြတယ်အတုတွေဒီအတန်ဖိုင်ကအတုကြီးအဲနဲ့လှုပ်ထားတာကျူအားချုံမင်းငါကိုတက်တေတူးလုပ်တယ်လို့ဆွဆွဲရဲတယ်ပေါ့ဒုဥက္ကဋ္ဌကြောက်ဒါကအချုပ်ခန်းကနေတိုက်ရိုက်ယူလာတဲ့စောင့်ကြည့်ဗီဒီယိုရဲ့အတန်ဖိုင်လေးငါစီမှာဗီဒီယိုဖိုင်ပါရှိသေးတယ်မင်းကြည့်ချင်သေးလားပြောဆိုနဲ့ပဲကျွန်တော်အိတ်ကက်ထဲကနေ USB တစ်ခုထုတ်ပြီးကြောက်ထိုက်ရဲ့မျက်စိရှိမှလှုပ်ခါပြလိုက်တယ်ဒီထဲမှာမင်းတက်တေတူးလုပ်ဖို့တွေးဆောင်နေတဲ့အတန်ဖိုင်နဲ့မကဘူးမင်းဒီနှစ်တွေအတွင်းမှာငွေခေါ်ဝါချတဲ့အမျက်ဝေစုတွေယူထားတဲ့စည်ရင်မတန်တွေအကုန်လုံးရှိတယ်ကြောက်ထိုက်တယောက်ခြေထောက်တွေပျော့ခွေသွားပြီးမှန်တကားကိုတိုက်မိပါတော့တယ်မင်းကဘာတူလဲမင်းဘလို့လုပ်ပြီးပြပအကောင့်တွေကိုစစ်ဆေးနိုင်ရတာလဲကြောက်ထိုက်မင်းရဲ့ဖဲချက်တွေအကုန်ကုန်ပြီးအခုကတော့ငါကမင်းကိုလမ်းပြပေးရမယ်အလှဲ့ပဲကျူအားချုံမင်းဈေးနှုန်းတစ်ခုပြောလိုက်မင်းအဲ့ဒီ USB ကိုငါ့ကိုပေးရင်မင်းကြိုက်တဲ့လောက်တောင်းငါအကုန်ပေးမယ်ဒုဥက္ကဋ္ဌယာဒူးကိုလည်းမင်းကိုပေးမယ်သူတစ်ပါးရဲ့တွေးချင်းတွေကိုစုပ်ယူထားတဲ့ငွေညစ်တွေနဲ့မင်းရဲ့အသက်ကိုလာဝဲချင်တာပေါ့ကြောက်ထိုက်မင်းဥပဒေကိုဘာမှတ်နေလဲမင်းအကောင်ပြောတော့နားထောင်ဆန်းငါနောက်ွယ်မှာလူရှိတယ်ဟုတ်လားဒါဆိုရင်တော့ငါစောင့်ကြည့်အောင်ပေါ့အဲ့ဒီချိန်မှာတင်ရဲကားအိုးတန်တွေထွက်ပေါ်လာပြီးရဲရရှိအချို့တကားတုံးဖွင့်ဝင်လာကကျမ်းပြင်ပေါ်မှာပျော့ခွေနေတဲ့ကြောက်ထိုက်ကိုဝိုင်းရံလိုက်ကြတယ်ကြောက်ထိုက်မင်းဟာအလွဲသုံးစားမှုငွေခေါ်ဝါချမှုလက်ပေးလက်ယူမှုနဲ့တက်တေတူးလုပ်ဖို့တွေးဆောင်မှုစတဲ့ပြစ်မှုအမျိုးမျိုးနဲ့ပတ်သက်နေလို့ငါတို့နဲ့အတူလိုက်ခဲ့ပါမဟုတ်ဘူးကျွန်တော်မဟုတ်ဘူးဒါတွေအကုန်လုံးလီကျန့်ကိုလောက်တာကျွန်တော်ကမတရားဆွဆွဲခံရတာပါကျူအားချုံမင်းငါကို1060နဲ့တရားသူကြီးကိုပဲတွားရှင်းပြလိုက်ပါပြီးတော့မင်းပြပကိုရွှေ့ပြောင်းထားတဲ့ပိုင်ဆိုင်မှုတွေကိုလည်းငါအေးခဲဖို့ရှောက်ထားပြီးမင်းမှာဘာမှမရှိတော့ဘူးအကုန်ဆုံးပြီအကုန်လုံးဆုံးရှုံးသွားပြီအစိတ်တောက်တွေအကုန်လုံးကိုအမြင့်ပြတ်ရှင်းလင်းပြီးတဲ့နောက်လေထုကတော့နောက်ဆုံးမှတန့်ရှင်းသွားခဲ့ပါပြီကြောက်ထိုက်ဖမ်းဆီးခံရပြီးနောက်ကျွန်တော်ရဲ့စွမ်းဆောင်ရည်ကြောင့်ကုမ္ပဏီကကျွန်တော်ကိုအုပ်စုကြီးရဲ့ဒုဥက္ကဋ္ဌအဖြစ်ခန့်အပ်လိုက်ပြီးလစာကိုလည်း2ဆတိုးပေးခဲ့ပါတယ်ရက်အနှဲငယ်ကြာပြီးနောက်လူလူရန်တို့မိသားစုရဲ့နောက်ဆုံးစီရင်ချက်လည်းထွက်လာခဲ့ပါပြီတရားခံလူလူရန်သည်အလွဲသုံးစားမှုမတရားပိုင်ဆိုင်မှုရွှေ့ပြောင်းမှုနှင့်ထောင်တွင်း၌သူတစ်ပါးထံမှလက်ယူကာတက်တေတူးလုပ်ရန်ကြိုးပမ်းမှုစသည့်ပြစ်မှုများကြောင့်ထောင်ဒဏ်15နှစ်ကြာခံစေရန်နှင့်ပြည်တံငွေများအားလုံးကိုပြန်လည်ပေးလျော်ရန်စီရင်ချက်ချမှတ်လိုက်သည်15နှစ်ဟုတ်လားငါရဲ့တစ်သက်လုံးတော့ပျက်စီးပါပြီကျူအားချုံငါမှားသွားပါပြီငါတကယ်မှားသွားပါပြီလူဒါကျန့်ကတော့အယက်မူပြီးကားမောက်မှုလောင်းကစားမှုစတာတွေကြောင့်ထောင်ဒဏ်10နှစ်ချမှတ်ခံရပြီးဝမ်းဝါကတော့ထောင်ဒဏ်10နှစ်ချမှတ်ခံရကသူမရဲ့မတရားရရှိထားတဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးသိမ်းဆည်းခြင်းခံရပါတယ်
ဒီသတင်းကကျွန်တော်ရဲ့လွန်ခဲ့တဲ့3နှစ်တာလုံးကအမောင်ထုတွေကိုမောင်းထုတ်ပေးလိုက်တယ်လို့ပါပဲအမားကအိမ်အောင်ရေးမှာမဟုတ်ပါဘူးလောဘဇောတွေကိုတဘာဝကြတယ်လို့ထင်နေတဲ့ကပ်ပါကောင်တွေကြောင့်သာဖြစ်ပါတယ်အခုတော့အမဲလိုက်ခြင်းအားလုံးပြီးဆုံးသွားခဲ့ပါပြီ